မင်္ဂလာပါခင်ဗျာကျွန်တော်တော့ဒရိုက်တာသိခင်နေပါကျွန်တော်တို့ဒီ Ray ဆိုတဲ့ရုပ်ရှင်ကားလေးကိုကျွန်တော်စတင်ရိုက်ကူးတဲ့အချိန်မှာ၃ပိုင်းပေါ့နော်ကျွန်တော် pre-production production နဲ့ post production ဆိုပြီးတော့၃ပိုင်းကိုကျွန်တော်တို့တည်တည်ချာချာကျွန်တော်တင်းနေနဲ့တည်တည်ချာချာပြင်ဆင်ခဲ့ပါတယ်ဒီထက်မှကျွန်တော်တို့ဒါ pre ပေါ့နော် pre ကိုလွန်ခဲ့တဲ့ဒီကားမရိုက်ကူခင်လွန်ခဲ့တဲ့6လကျော်9လလောက်ကလေးကကျွန်တော်တည်တည်ချာချာကိုအကုန်လုံးတင်းဝိုင်းညီညီနဲ့ပြင်ဆင်ခဲ့ပါတယ်စစ်တနီကကျွန်တော်တို့ movie တင်းနေရပြီးရင်ကျွန်တော်တို့မဲဘန်းကကျွန်တော် movie တင်းနေရပေါ့နော်တည်တည်ချာချာကိုကျွန်တော်ညီကိုမောင်နှမတွေအားလုံးပြင်ဆင်ခဲ့ပါတယ်အဲ့မှာပေါ့ကျွန်တော် pre-production မှာတယ်ကျွန်တော်တို့ဒီဇလန်ဒီအဓိကတော့ Ray ဘဝရဲ့ဒါဖြစ်မှန်စက်ကြောင်းတစ်ခုဖြစ်တယ်ပေါ့အဲ့ဒီချိန်မှာကျွန်တော်တို့ဝတ္ထုကိုကျွန်တော်တို့လေးစားရတဲ့ကျွန်တော်တို့ဘက်ကစာရေးဆရာခက်စောနဲ့ကျွန်တော်ဒီဝတ္ထုကိုစတင်အဖြစ်ခဲ့ပါတယ်စတင်အကောင့်ထဲပေါ်ဖြစ်ခဲ့ပါတယ်အဲ့ဒီပုံမှာဆရာခက်စောကနေပြီးတော့ကျွန်တော်တို့မယိုင်လဲတန်းအရှိကပဲဆိုပြီးတော့ဒီဝတ္ထုလေးစတင်စတင်အသက်ဝင်ခဲ့ပါတယ်ပေါ့နော်အဲ့ဒီပုံမှာကျွန်တော်တို့ကဝတ္ထုပြီးတဲ့အချိန်မှာကျွန်တော်တို့ဒီဘက်က production team ကနေပြီးတော့အကုန်လုံးညှိနှိုင်းပြီးတော့ကျွန်တော်တို့စံညွှန်းကိုစပြီးတော့ရေးသားခဲ့တယ်အဲ့ဒီနောက်မှာပဲကျွန်တော်တို့ storyboard လည်းကျွန်တော်တို့ဖန်တီးခဲ့တယ်ပြီးတော့production ပိုင်းအတွက်လိုအပ်တဲ့shooting scouting နေရာစကျွန်တော်စပြီးတော့ပြင်ဆင်ခဲ့ရပေါ့နော်အမှရိုက်ကူရေးကတော့ကျွန်တော်တို့ဒီမဲဘန်းမှာခြေတီးပြီးတော့အဓိကအခန်းကြီးတော်တော်များများကိုမဲဘန်းမှာရိုက်ကူခဲ့တာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်တို့ဒီ shooting အတွက်ပေါ့နော်လိုအပ်တဲ့နေရာတွေပြီးတော့လိုအပ်တဲ့ပစ္စည်းတွေလိုအပ်တဲ့အဆောက်အဦတွေအဆောက်ပေါ့နော်အဆောက်အဦတွေအဆောက်အကုန်လုံးကိုညှိနှိုင်းပြီးတော့ကျွန်တော်တို့တင်းဝတ်ညီနဲ့စပြီးတော့အကောင့်ထဲပေါ်ပြခဲ့ပါတယ်ဒီကားလေးမှာထားတက်ကတော့ဒီ9နှစ်တာကာလအတွင်းမှာဖြတ်သန်းခဲ့တဲ့စစ်အာဏာရှင်ကြောင့်ဖြတ်သန်းခဲ့ရတဲ့သူမဘဝရဲ့ life ကိုအကောင်းဆုံးတည်ဆောင်ပေးခဲ့ပါတယ်ပြီးတော့ down ပေါ့နော် down ဆိုရင်ကျွန်တော်တို့ဝေးကနေလာပြီးတော့ဒီကားအတွက်ကိုကြိုတင်ပြင်ဆင်မှုတွေအများစွာနဲ့ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်ပြီးတော့ပုံမှုစောက်ခူပါပေါ့နော်စုခုပုံမှုစောက်ခူပါဖြစ်ကတော့ကျွန်တော်တည်ဆောင်ရင်ကိုမင်းမော်ကုန်းကနေပြီးတော့အကောင်းဆုံးစူးစမ်းပေးခဲ့တာဖြစ်ပါတယ်ခုနပြောတဲ့ပုံမှုစောက်ခူပါဆိုရင်လည်းဒါကိုကျွန်တော်တို့ကိုပေါက်တို့ထားထက်တို့လူမျိုးနယ်မြေတနေရာမှာအတူတူရှိစဉ်ကတည်းကစုံခဲ့ဘူးတဲ့တကယ်ပြင်းစပိုးကြီးဖြစ်ပါတယ်အဲ့မှာအဓိကတည်ဆောင်နေအပြင်ကျွန်တော် production စတင်ရိုက်ကူးပြီဆိုတဲ့အချိန်မှာမဲဘန်းမှာရောက်နေတဲ့ကျွန်တော်တော်လန်ရေးနဲ့တူမဲဘန်းမှာရောက်နေတဲ့ညီကိုမောင်နှမတွေအကုန်လုံးကလည်းဝိုင်းဝန်းပြီးတော့ပံ့ပိုးကူညီကြတယ်ဝိုင်းဝန်းပြီးတော့လိုအပ်တဲ့နေရာတွေမှာဝင်ပြီးတော့တည်ဆောင်ပေးကြတယ်ပေါ့နော်အဲ့ဒီအတွက်လည်းကျွန်တော်တို့ကလိုအပ်တဲ့စံညွှန်းတွေကိုကြိုတင်ပေးပြီးတော့တူဦးချင်းစီကိုကြိုတင်လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်ရိုက်ကူးရေးပိုင်းမှာတော့ခက်ခဲရေတော့မရှိပါဘူးအားလုံးဝိုင်းပြီးတော့ကြိုးစားကြတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီကရိုက်ကူးရေးအတွက်စောက်လုပ်ရေးဘိုင်းတွေပေါ့နော်အဲ့မှာတော့အကုန်လုံးဝိုင်းပြီးတော့ကြိုးစားပြီးဝိုင်းပြီးတော့ကြိုးစားကြတယ်လိုအပ်တဲ့ဒီ PDF ပေါ့နော်ကျွန်တော် PDF ရဲဘော်တွေအတွက်လိုအပ်တဲ့ caution တွေအားစားလဲကြိုတင်ပြီးတော့မာယူခဲ့တယ်ကြိုတင်ပြီးတော့တည်တည်ချာချာ caution design တွေလည်းပြင်ဆင်ခဲ့တယ်production ရိုက်နေတဲ့အချိန်မှာပေါ့နော်လိုအပ်တဲ့မြေတူးတာတွေပါရစအကုန်လုံးဝိုင်းပြီးတော့ဘသူဘာရာတူးမှမဟုတ်ဘူးပေါ့နော်အကုန်လုံးဝိုင်းပြီးတော့ကူညီကြတယ်ဝိုင်းပြီးတော့ထိုက်တန်းဝင်အကောင့်တွေပေါ်ကြတယ်ပေါ့နော်ပြောစရာတွေကတော့အများကြီးပါပဲနည်းနည်းအခက်ခဲတွေလည်းရှိတာပေါ့လေအခက်ခဲရှိတယ်ဆိုတာကတော့ဗာလဲဆိုတော့ကျွန်တော်ရိုက်ကူးနေကြနေရာတစ်ခုမဟုတ်တဲ့အတွက်ကြောင့်
နည်းနည်းတချို့နေရာလေးမှာအခက်အခဲလေးတွေရှိတာပေါ့ဒါပေမဲ့ရှိတဲ့အားနဲ့ရှိတဲ့လူလေးတွေနဲ့ကျွန်တော်ဝိုင်းပြီးတော့ကြိုးစားကြပါတယ်ဒါကတော့ production အပိုင်းပေါ့ခင်ဗျာနောက်ဆုံး post production အတွက်ဆိုရင်လည်းကျွန်တော်တို့ညီလေးသူမှရသလောက်အချိန်လေးနဲ့ပေါ့နော်အကောင်းဆုံးကိုအချိန်ပေးပြီးတော့ဖန်တီးပေးထားပါတယ်ပြီးရင်ကျွန်တော်တို့ background music ဆိုရင်လည်းဒုတိယနိုင်ငံမှာနာမည်ဖော်ပြလို့မရလို့ပေါ့နော်ကျွန်တော်ဒုတိယနိုင်ငံမှာရောက်နေတဲ့ဂီတပညာရှင်အကိုတယောက်ကဒီခက်ပေးထားပါတယ်ပြီးတော့လိုအပ်တဲ့ Foley တပင် music ဇာတ်ဝင်တေးတွေကိုလည်းကျွန်တော်တို့ဒီမဲဘမှာရှိနေတဲ့ဆိုတော့ကိုနောင်ယူနဲ့အတူစစ်တနီမှာကြောင်းတက်နေတဲ့ညီလေးရန်ဆဲကနေပြီးတော့အကောင်းဆုံးကူညီတိခတ်ပေးထားပါတယ်ကျွန်တော်တို့မှာရတဲ့လူလေးတွေနဲ့ရှိတဲ့ခွန်အားလေးတွေနဲ့ရုပ်ရှင်ကားတိုင်းရိုက်တဲ့အချိန်မှာဒီလူလေးတွေနဲ့ပဲဖန်တီးဖြစ်ခဲ့တယ်ဆိုပေမဲ့လည်းကျွန်တော်တို့ pre ဆိုရင် pre 10တက် productions အပိုင်းဆိုရင်လည်း production 10တက်နောက်ဆုံး post 10ဆိုလည်း post 10တက်ပေါ့နော်ပြီးရင်အခုရုပ်ရှင်ပြသရေး comedy ဆိုရင်လည်းဒါ comedy ယူတက်ထုတ်လုပ်ပြန်ချီရေးနောက်ဆုံးဒီကျွန်တော်တို့လူမှုကွန်ရက်တွေမှာကြီးညာဖို့ကျွန်တော် marketing team ကအစားတည်ချာကိုစနစ်တကျပြင်ဆင်စုဖွဲ့ပြီးမှပဲကျွန်တော်တို့ရုပ်ရှင်တွေကိုရိုက်ဖြစ်ပါတယ်ကျွန်တော်အားလုံးကောင်းဆုံးကြိုးစားထားတဲ့ရုပ်ရှင်ကားလေးတစ်ခုဖြစ်ပါတယ်ဒီကားကကျွန်တော်တို့ based on true story လို့ပြောပြမယ်ကျွန်တော်တို့ဘဝမှာ based on true story ဆိုတဲ့ဇာတ်လမ်းတွေကိုကျွန်တော်ကိုယ်တိုင်လည်းအများကြီးကြည့်ခဲ့ဘူးတယ်ကျွန်တော်ကိုယ်တိုင်လည်းအရင်တော့ကလည်းလုပ်ဖူးတာလေးရှိတယ်ပေါ့ဒါပေမဲ့အရင်တော့ကလုပ်ခဲ့ဖူးတာလေးတွေနဲ့အရင်တော့ကြည့်ရှုခဲ့ဖူးတဲ့ based on story true story ဆိုတာကကျွန်တော်တို့မမီလိုက်တဲ့ကာလတော့အကြောင်းအရာလေးတွေလည်းပါပဲတဘောတစ်ခုကကျွန်တော်တို့မမြင်ခဲ့ဘူးတဲ့ကာလတစ်ခုရောက်ရှိခဲ့ဘူးတဲ့ကာလတစ်ခုတော့ဖြစ်ရမှန်းနေလည်းဖြစ်ချင်းဖြစ်မှာပေါ့နော်ဒါပေမဲ့အခုဒီ based on true story ဆိုတာကတော့ကျွန်တော်တို့အားလုံးစစ်အာဏာရှင်ကြောင့်ဒီ9နှစ်အတွင်းမှာကြုံတွေ့အနိကဆုံးကြုံတွေ့ခဲ့ရတဲ့အနိကဆုံးအချိန်အနိကဆုံးအချိန်တွေတစ်ခုမှကြုံတွေ့ခဲ့ရတဲ့ဒီစစ်အာဏာရှင်အကြောင်းကိုရိုက်ကူးထားတဲ့ based on true story ဖြစ်ပါတယ်ဒီတွေမှာပါတဲ့စက်ကောင်တယောက်တည်းကိုကိုစားပြုတာမဟုတ်ပါဘူးဒီတွေထဲမှာပါတဲ့စက်ကောင်လေးကိုကိုစားပြုတာမဟုတ်ပါဘူးစစ်အာဏာရှင်ကိုရဲဝံ့တိုက်ပွဲဝင်ခဲ့ကြတဲ့ကျွန်တော်တို့ရဲဘော်ရဲဘက်တူတယောက်ချင်းစီကိုကိုစားပြုတဲ့ ray ပဲဖြစ်ပါတယ်ရုပ်ရှင်ပြသရန်ကြာမြင့်ချိန်ဒီ2နာရီစာ duration ရှိပါတယ်ခင်ဗျာဒီရုပ်ရှင်ကိုကျွန်တော်တို့ကမှတ်တမ်းရုပ်ရှင်လို့မဟုတ်ဘဲနဲ့ရုပ်ရှင်လို့မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်ဒီစကားဒီစစ်အာဏာရှင်လက်အောက်ကကျွန်တော်တို့ပြည်သူတယောက်ချင်းစီကိုပဲကိုစားပြုတဲ့ရုပ်ရှင်ကားလေးတစ်ခုပဲဖြစ်ပါတယ်ဒီrayကနိုင်ငံတကာကိုရောက်ရှိတဲ့အချိန်မှာလဲတပ်ဆိုင်ရာနိုင်ငံတွေကနေပြီးတော့ကျွန်တော်တို့rayကိုအားပေးကြပါလို့ရတာရက်ခံပါတယ်ခင်ဗျာကျွန်တော်တို့ရတဲ့ခွန်အားလေးနဲ့ရသလောက်အနေထားလေးနဲ့အကောင်းဆုံးရုပ်ရှင်တစ်ခုကိုကျွန်တော်တို့ဝိုင်းပြီးတော့အတူတူပုံဖော်ခဲ့ကြတာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်